အားလုံးသိကြတဲ့အတိုင်းလောကဆိုတာလူမျိုးအမတန်မှဆုံးတယ်ကောင်းတဲ့လူလည်းပါတယ်မကောင်းတဲ့လူလည်းပါတယ်အများအပြားမကောင်းတဲ့လူကများမကောင်းတဲ့လူတွေရဲ့ကြားမှာကောင်းကျိုးချမ်းသာရဖို့ကြိုးစားအထောက်ပေးတယ်ဆောင်ရွက်တယ်ဆိုတာအလွန်ခဲရင်တဲ့ကိစ္စတစ်ခုလို့ပြောအရာထဲမှာတောင်မှပဲဒီကနေ့ခေတ်အများအကျိုးအတွက်ဆောင်ရွက်တဲ့အခါခက်ခဲတွေဆိုတာများစွာရှိအားလုံးကမိမိရဲ့လုပ်ရပုံမှာပြစ်တင်ရှုံချမှုတွေဆန့်ကျင်ဘက်တွေဒါမျိုးတွေဟာကောင်းတာလုပ်သည့်တိုင်ပေါ်လာစမြဲတာဖြစ်တယ်မြတ်စွာဘုရားရဲ့တရားဓမ္မဟောပြောဆုံးမသွန်သင်မှုလုပ်ရတဲ့ဟာအကောင်းကြီးဖြစ်ပေမဲ့လို့လောကသားတွေရဲ့စိတ်ထားယုံညံ့မှုကြောင့်မြတ်စွာဘုရားပေါ်မှာမလိုမုန်းထားမှုတွေဟာဖြစ်စမြဲပဲသို့တော့ဘယ်လိုအခက်ခဲဘယ်လိုပြဿနာတွေနဲ့ပဲကြုံတွေ့မြတ်စွာဘုရားဟာသိခံခြင်းခွင့်လွှတ်ခြင်းစင်စစ်မပြတ်ကြိုးပမ်းအထောက်ခြင်းဖြင့်အချိန်တန်တော့ပြဿနာတွေဟာပြေလည်သွားပြီးမိမိရဲ့လောကီဆောင်ရွက်မှုကိုဆက်လက်ဆောင်ရွက်သွားတာပဲဖြစ်တယ်အခုလောကသားတို့အတွက်ကြိုးပမ်းချက်ခုနဝါမြောက်တာဝရိန္ဒနတ်ပြည်မှာသတင်းသုံးနေထိုင်ပြီးအဘိဓမ္မာတရားကိုဟောခဲ့တယ်လူပြည်ပြန်ကြွလာပြီးတော့သင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့အနီးမှာတာဝရိန္ဒနတ်ပြည်ကဆင်းသက်လာပြီးတော့လူသားတွေရဲ့ကောင်းကျိုးကိုဆောင်ရွက်ဖို့ခရီးဒေသစာတွေကြွချင်ခဲ့တာသင်္ကတ္တမြို့ကနေတာဝတိကြွမြတ်စွာဘုရားရဲ့အစွမ်းတကူတွေကိုရှင်ပြိုင်နိုင်စွမ်းမရှိတဲ့ပညာဒိဋ္ဌိယလို့ဆိုတဲ့တခြားဘာသာဝင်တွေဟာမြတ်စွာဘုရားပေါ်မှာနာကြီးစိတ်တွေဖြစ်ပွားခဲ့ဒါကထုံးစံအတိုင်းပဲရှုံးတဲ့လူကစိတ်ဆင်းရဲရပြီးနိုင်တဲ့လူကရံများတယ်ဆိုတာဘုရားပေါ်မှာအကွက်ချောင်းပြီးတော့အကွက်မိတိုင်းအနည်းဆုံးအမြင်ပြက်အောင်နာမည်ပြက်အောင်အပုတ်ချဖို့ကြိုးစားကြဒါကြောင့်မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကပြန်ကြွလာပြီးတာဝတိမြို့ပဲခရီးထွက်လို့တာဝတိပဲရောက်လာတဲ့အခါမှာဆွဆွဲမှုကြီးနှစ်ရက်နဲ့ကြုံတွေ့ရတယ်အင်တန်ကြီးမားတဲ့ဆွဆွဲမှုကြီးပဲပထမဆုံးဆွဆွဲမှုကစိန်ဆမန္တဝိကံရဲ့ဆွဆွဲမှုအဲဒီဆွဆွဲမှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ရဲ့စိတ်နေသဘောထားဟာလောကသားတို့အပေါ်မှာတိကံခွင့်လွှတ်ခြင်းနဲ့တုံ့ပြန်ခဲ့တာဆိုတာအမှန်တမ်းထင်ရှားတယ်စိတ်ဆမန္တဝိကံရဲ့ဆွဆွဲမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကလောကသားတွေရဲ့သဘာဝနဲ့ဘယ်လိုအလုံးစိတ်နေသဘောထားဖို့တုံ့ပြန်မိန့်ကြားခဲ့တယ်လဲလို့ဆိုရင်ဧကံဓမ္မအတိတတ္တမုတ္တဝဒိဋ္ဌသန္တုနောဝိတိဏပရလောကတနတ္တိပပံအခါရိယဒီဒေသနာတော်လေးနဲ့မိမိရဲ့ဆွဆွဲခံရမှုနဲ့ပတ်သက်ပြီးတော့တုံ့ပြန်ပြောကြားတဲ့စကားလေးတစ်ခုဒီလိုမှတ်သားကြရတယ်နော်မင်းညကစိန်ဆမန္တဝိကရဲ့ဆွဆွဲချက်အကြောင်းလေးအပိုင်း17မှာအကျယ်ဟောထားပြီးဖြစ်တယ်ဒီမှာတမန်လေးပဲထပ်ပြီးတော့ပြောဧကံဓမ္မအတိတတ္တသစ္စာတရားလို့ဆိုတယ်အမှန်ပြောတဲ့ဝစီသစ္စာလို့ဆိုတယ်အမှန်ပြောဆိုမှုတစ်ခုကျော်လွန်ဖောက်ဖျက်နေတဲ့မုတ္တဝဒိဋ္ဌမမှန်မကန်လောက်ကျန်ပြောဆိုတတ်တဲ့ဝိတိဏပရလောကတတမလွန်လောကရဲ့အရေးကိုလုံးဝစွန့်လွတ်ထားတဲ့ပုဂ္ဂိုလ်ဖို့အာဂရိယမလုံနိုင်တဲ့ပါပံရုပ်ပါတဲ့အလုပ်ဆိုတာနတ္ထိမရှိဆိုလိုတာကလိန်ညာပြောဆိုတတ်တဲ့ပုဂ္ဂိုလ်မှန်ကန်ပြောဆိုခြင်းလို့ဆိုတဲ့ဝတိသစ္စာကိုလုံးဝစွန့်လွတ်ထားတဲ့ပုဂ္ဂိုလ်တမလွန်လောကအရေးကိုမတွေးဘဲနဲ့ဒီဘဝအရေးသာတွေးတဲ့ပုဂ္ဂိုလ်ဟာ
သူမလုပ်တဲ့အကုသိုလ်ဆိုတာမရှိဘူးဒါလောကသဘာဝလူတွေရဲ့ကိုရမြအပေါ်မှာဆွဆွဲခဲ့တာတွေနဲ့ပတ်သက်ပြီးတော့သဘောထားမှန်ကန်မှုဟောကြားဆုံးမတဲ့စကားတစ်ခုပဲဖြစ်တယ်လောကသားတွေအများစုကမမမကန်ပြောလို့ရှိကြတယ်မမမကန်ပြောတဲ့ပုဂ္ဂိုလ်ကအမှန်တရားကိုလက်လွတ်ထားတာပဲဖြစ်တယ်အဲ့ဒီမမမကန်ပြောရုံများမကဓမ္မလွန်ဘဝအရေးကိုစိတ်ဝင်စားဖို့ဓမ္မလွန်လောကနောင်ဘဝဘာဖြစ်ဖြစ်ဆိုတဲ့နောင်ဘဝရဲ့အကျိုးစီးပွားမှန်သမျှကိုဆွန့်လွတ်ထားတဲ့ပုဂ္ဂိုလ်ဟာဘာမဆိုလုပ်တော့မှာပဲရုပ်ပါတဲ့အလုပ်တွေအလုံးလုပ်တာမဆမ်းဘူးလို့ဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောပြောတာပဲမြတ်စွာဘုရားဟာလောကမှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်ပေမဲ့လောကနဲ့ဒီဒွေရောရှက်တင်ဆိုတာမျိုးမရှိဘူးလောကနဲ့တန်ရောစဉ်ဆိုတာမရှိဘူးတန်ရောစဉ်ဆိုဒီမှာလူတွေကနားလည်နေတာခင်မင်မှုကတန်ရောစဉ်ခေါ်တာမုန်းတိမှုကလည်းပဲတန်ရောစဉ်ပဲဒါကြောင့်မို့မြတ်စွာဘုရားဟာလောကနဲ့ချစ်ချင်းမုန်းချင်းဆိုတဲ့တန်ရောစဉ်လုံးဝမရှိဘူးလို့ဒီလိုဆိုချစ်ချင်းမုန်းချင်းဆိုတဲ့တန်ရောစဉ်ကင်းနေတဲ့ပုဂ္ဂိုလ်ဟာလောကသားတို့ရဲ့အကျိုးတက်တက်ကိုသာဆောင်ရွက်တယ်ချစ်ခင်ချင်းမုန်းတိချင်းဆိုတဲ့နှောင်ကြိုးလုံးဝမပါဘူးဒါကြောင့်မို့လို့ရေထဲမှာပွင့်လန်းတဲ့ကြာပန်းဟာရေနဲ့လူချင်းညစ်ပေချင်းမရှိသလိုပဲလောကထဲမှာမွေးဖွားလာပြီးလောကထဲမှာကြီးပြင်းရတဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့စိတ်ဓာတ်ဟာဘယ်သူကမှတန်ရောစဉ်တွေ့တာမှုဆိုတာမရှိဘူးလွတ်လွတ်လပ်လပ်လောကသားတွေရဲ့အကျိုးကိုဆောင်ရွက်တော်မူတာဖြစ်တယ်လောကသားတွေကမိမိကိုကြီးညိုလေးစားပြီးပူဇော်ပတ်သကြရင်လဲမြတ်စွာဘုရားရဲ့နှလုံးသွင်းကဘာလဲအေးကုသိုလ်ပူဇော်ပတ်သခြင်းဖြင့်လောကသားတွေကုသိုလ်ရကြတာဒီကုသိုလ်ဟာအမတန်မှကောင်းတယ်ဒီကုသိုလ်အကြောင်းပြုပြီးတော့ချမ်းသာဒုက္ခရကြမှာပဲလို့ဒီလိုပဲနှလုံးသွင်းလောကသားတွေကမိမိကိုဆန့်ကျင်မဲ့လုပ်ပြီးတော့စော်ကားမော်ကားပြောလို့ရှိရင်လေအေးဒီအကုသိုလ်တရားဟာမကောင်းတဲ့အကျိုးကိုပေးတတ်တယ်အကုသိုလ်တရားလွှမ်းမိုးခြင်းခံရတဲ့တရားတွေရဲ့ဆင်းရဲဒုက္ခဟာအင်မတန်မှပဲကြီးမားလာပါလားလို့မဟာကရုဏာတရားနဲ့ပဲမြတ်စွာဘုရားလောကသားတွေပေါ်မှာမုန်းတီးခြင်းဆိုတာလုံးဝမဖြစ်ဘူးပေါ့ဒီလိုကရုဏာထားပြီးတော့မေတ္တာပွားသီးခံခြင်းခွင့်လွှတ်ခြင်းနဲ့လောကသားတွေပေါ်မှာဆက်ဆံပြီးတော့ကောင်းကျိုးချမ်းသာရဖို့အတွက်လမ်းညွှန်မှုပြုတာအခုဒီသနာတော်မှာတိုက်ရိုက်မိန့်ကြားလိုက်တဲ့စကားကမမမကန်လိန်ဉဏ်ပြောဆိုတဲ့ပုဂ္ဂိုလ်တွေဟာအကုသိုလ်မှန်သမျှလုပ်တတ်တယ်လို့ဆိုတာအေးအကုသိုလ်မှန်သမျှလုပ်ရင်တော့ဒုက္ခရောက်မှာပဲလို့ဆိုတယ်အနေအထားတစ်ခုကိုမြတ်စွာဘုရားပေါ်ကျူးခြင်းပဲဖြစ်တယ်မမကန်လုပ်တတ်တဲ့စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေဖို့ကတော့အကုသိုလ်မှန်သမျှရှောင်ကြမှာပဲဆိုတဲ့အဓိပ္ပာယ်ကိုပြန်အားဖြင့်သိခွင့်ရကြတယ်ပေါ့အဲ့တော့စိန်စမာဏရဲ့ဆွဆွဲမှုဟာမြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရိန္ဒနတ်ပြည်ကပြန်တောအထိမြို့ပြန်ရောက်လာတဲ့အချိန်တက်တော်42နှစ်ပတ်ဝန်းကျင်ချိန်ခါမှာဆွဆွဲခံရတာဆွဆွဲတဲ့ရက်ကလည်းအမတမကြာညောင်းနေဘာဖြစ်လို့လဲဆိုအများအထင်ရောက်အောင်တရုပ်ဆောင်ရတဲ့စိန်စမာဏရဲ့ရက်အတိုင်းတာဟာ9လ10လလည်းမနေဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားသရင်ကျွတ်လူပြည်ပြန်ရောက်လာတဲ့အခါမှာသူဆွဆွဲတဲ့အချိန်ဟာ9လ10လဆိုလို့ရှိရင်တော့ကစုံနေုံဝါဆိုကန်ဒီအချိန်ထိအောင်ရောက်သွားတာနော်အဲ့ဒီလိုအချိန်မှာဆွဆွဲခံရတာနောက်ဆွဆွဲခံရမှုတစ်ခုကတော့ဒီအချိန်မှာမဟုတ်ပြီမဲ့လို့ဆက်နေတော့နောက်ထပ်ဆွဆွဲမှုတစ်ခုကတော့သုံးတရီပြပိုက်မနဲ့ပတ်သက်တဲ့ဆွဆွဲမှုပဲဒါကတော့သုံးတရီပြပိုက်မဟာသူကိုယ်တိုင်ဆွဆွဲတာတော့မဟုတ်ဘူးဟန်ဆောင်ပြီးတော့ခိုင်းတာကိုတရုပ်ဆောင်ရတာလားဖြစ်တယ်ပေါ့သူကိုယ်တိုင်ကတော့မြတ်စွာဘုရားကိုနှုတ်နဲ့ဆွဆွဲပြောဆိုတာမရှိဘူးသုံးတရီပြပိုက်မနဲ့ကိစ္စဆွဆွဲမှုကပိုပြီးတော့ကြီးမားတယ်ပေါ့ဘယ်လိုကြီးမားတော့ဆိုရင်ခုခေတ်စကားနဲ့ပြောလို့ရှိရင်ရိတ်လုတ်ပြီးတော့တတ်ဖြတ်ပစ်တယ်ဆိုတဲ့ဆွဆွဲမှုပဲနော်ဇေရွန်ကျောင်းကယဟန်နေ
မြတ်စွာဘုရားဒီအာရမကျွလွန်မှုလုပ်ပြီးတော့သုံးတရီပြပိုင်းမှာကိုတတ်ပြီးတော့ဇေရွန်ကျောင်းထဲမှာရှိတယ်ရေမြောင်းထဲမှာပြစ်ထားပြီးပန်းအမိုက်တွေနဲ့ဖုံးပြီးတော့ထားတယ်လို့ဒီလိုထင်ရအောင်လုပ်ကြံနေတာအင်တန်ကြီးမားတဲ့ရာဇဝမှုကြီးနဲ့ဆွဆွဲမှုခံရတာပဲအဲဒီတော့အဲ့ဒီဆွဆွဲမှုခံရပုံအကြောင်းကိုလည်းပဲဥဒ္ဒံပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတယ်ထူးခြားတာကအောင်ရင်း၈ပါးထဲမှာဒီစိတ်စမာနကလူကြားထဲမှာတိုက်ရိုက်ဆွဆွဲတာဖြစ်လို့အောင်ခြင်း၈ပါးထဲမှာစိတ်စမာနရဲ့ဆွဆွဲမှုကိုဖြည့်ရှင်းအောင်မြင်ခဲ့တာထည့်သွင်းပြီးတော့ဆိုပေမဲ့လို့သုံးတရီပြပိုင်းမှာကျတော့လောက်ကြံဆွဆွဲမှုဖြစ်သည့်အတွက်ကြောင့်သူ့ကိုတော့အောင်ခြင်း၈ပါးထဲထည့်သွင်းထားတာမရှိဘူးသို့တော်လည်းစိတ်စမာနနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေဟာပါဠိတော်မူရင်းတွေမှာသိပြီးတော့မတွေ့ရသူ့နာမည်ပါဠိတော်မူရင်းမှာမတွေ့ဘူးအထက်ကထာကြတော့မှသာလဲစိတ်စမာနအကြောင်းတွေ့ရတာဖြစ်တယ်ပေါ့အဲ့ဒီမှာလဲဧကန္တမံအတိတတ္တမုတ္တဝါဒိတ္တသန္တုနောဆိုတဲ့ဒီကထာဟာဓမ္မပဒမှာတွေ့ရပြီမဲ့လို့မူရင်းအနေကတော့ဣတိယပါဠိတော်မှာပါတဲ့စကားဖြစ်တယ်အဲ့ဒီဣတိယပါဠိတော်မှာပါတာလည်းပဲစိတ်စမာနကိုအကြောင်းပြုပြီးတော့ဟောတာမဟုတ်ဘူးမြတ်စွာဘုရားတရားပွဲတစ်ခုမှာဟောကြားခြင်းသာဖြစ်တယ်ပေါ့ဒါကစာပေကျမ်းဂန်နဲ့ပတ်သက်ပြီးတော့မှတ်သားစရာတစ်ခုသုံးတရီပြပိုင်းမှာအကြောင်းကတော့ဥဒ္ဒံပါဠိတော်မှာတိုက်ရိုက်ပါရှိအဲ့တော့သုံးတရီပြပိုင်းမှာရဲ့ဆွဆွဲမှုကတော့ဘာသာခြားတိဋ္ဌိတွေရဲ့ကြိုးပမ်းအထောက်မှုတာလည်းဖြစ်တယ်သုံးတရီပြပိုင်းမှာခြားကနေပြီးတော့တစားခံဖြစ်သွားတာတစားခံဖြစ်သွားသူကသရုပ်ဆောင်ရတာတတ်တတ်ပဲဖြစ်တယ်ပေါ့နောက်ဆုံးမှာသူကိုယ်တိုင်အသက်ခံလိုက်ရပြီးမကောင်းတဲ့လွှင့်တဲ့အခါမှာယဟန်ဂေါရမနဲ့တပိသားအပေါင်းပါတွေဟာရုပ်မှသုံးတရီပြပိုင်းမှာကိုရိတ်လုပ်ပြီးတော့တပ်ကြကြတယ်ဆိုတဲ့ဆွဆွဲမှုနဲ့ဆွဆွဲတာနောက်ဆုံးအဖြစ်မှန်ပေါ်သွားတယ်ပေါ့အဲ့ဒီလိုဆွဆွဲခံနေရတဲ့အချိန်မှာမြတ်စွာဘုရားရဲ့တုံ့ပြန်မှုဟာဟုတ်တယ်မဟုတ်တယ်မပြောဘဲနဲ့ဘုရားမြတ်စွာရဲ့တုံ့ပြန်မှုကိုဒီနေရာမှာမှတ်သားထားဖို့ကောင်းတယ်ပေါ့နော်မြတ်စွာဘုရားရဲ့တုံ့ပြန်မှုဟာသုံးတရီပြပိုင်းမှာဆွဆွဲမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုတုံ့ပြန်လို့ဆိုအဘုဒ္ဓဝါဒီနိရိယဥပေတိအေးမဟုတ်တာပြောရင်တော့ငရဲကြတယ်ဟောဒီစကားတုံ့ပြန်တဲ့စကားပဲနော်ငါတို့မဟုတ်မတရားမပြောကြနဲ့လို့ဒီလိုပြောတာမဟုတ်ဘူးမဟုတ်တာပြောရင်တော့မဟုတ်တာပြောတဲ့လူဟာပင်ငရဲရောက်နေမယ်သုံးတရီပြပိုင်းမှာနဲ့ပတ်သက်ပြီးတော့ဆွဆွဲမှုကြီးဟာအင်တာမအဆက်တကွဲကျိုးနေဖြစ်အောင်ဆွဆွဲတာဟုတ်မြတ်စွာဘုရားကအဘုဒ္ဓဝါဒီမဟုတ်မမှန်လောက်ကြံပြောဆိုတဲ့ပုဂ္ဂိုလ်ဟာနိရယံဆင်းရဲဒုက္ခတွေအလွန်များတဲ့ငရဲတို့ဥပေတိရောက်ရတတ်တယ်အဲ့တော့မဟုတ်တာမပြောကြနဲ့ဒီလိုဆုံးလို့ရပေါ့ဒါဟာကရုဏာစကားသာဖြစ်တယ်မဟုတ်တာပြောရင်ဒုက္ခရောက်လိမ့်မယ်မဟုတ်တာမပြောကြနဲ့လို့ဒီလိုဆုံးမလို့တဲ့စကားတစ်ခုနောက်တစ်ခုကယောစာပိကတဝါနာကရောမိစာဟအေးလုတ်ပြီးတော့ဘူးလို့လိန်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒုက္ခရောက်လိမ့်မယ်ဒီထဲမှာကိုလှုပ်ထားတာကိုမလှုပ်ဘူးလို့လိန်ပြောတဲ့ပုဂ္ဂိုလ်လည်းပဲပူပေါင်းပါဝင်တာရှိနော်မမမကန်ပြောတဲ့လူလည်းငရဲကြနိုင်တယ်ကိုလှုပ်ပြီးမလှုပ်ဘူးလို့လိန်တဲ့ပုဂ္ဂိုလ်လည်းငရဲကြနိုင်တယ်ဥဘောပိတိပစ္စာတမဘဝန္တိမဟုတ်မတရားလောက်ကြံပြောကြတဲ့ပုဂ္ဂိုလ်ကိုလှုပ်ရတဲ့နဲ့မလှုပ်ဘူးလို့လိန်ပြောတဲ့ပုဂ္ဂိုလ်ဆိုလိုတာကသူများကိုမတရားဆွဆွဲတဲ့ပုဂ္ဂိုလ်လိန်လေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နှစ်ဦးလုံးဟာတမလွန်ဘဝမှာဒုက္ခရောက်မှခြင်းတော့တူတူပဲလို့တတိပေးတဲ့အနေနဲ့မြတ်စွာဘုရားဒီစကားနဲ့ပဲတုံ့ပြန်တယ်ဒီပြင်ဘာမှမပြောနော်နိဟိနကမ္မာမနုစာပရထလောကနိယမသဘောတရားကိုမြတ်စွာဘုရားကဟောတယ်နိဟိနကမ္မဆိုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တယ်အောက်တန်းကြတဲ့အလုပ်ဆိုတာသူတော်သူမြတ်တွေ
သူတစ်ပါးကိုမဟုတ်မတရားဆွဆွဲတဲ့အလုပ်ဟာအလွန်အောက်တန်းကြတဲ့အလုပ်ပဲအလွန်အောက်တန်းကြတဲ့အလုပ်ဒီနေရာမှာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဒိဋ္ဌိယတွေနဲ့မြတ်စွာဘုရားဟာတရားဓမ္မရဲ့စွန့်ရည်တတ္တိတွေကိုရှင်ပြိုင်ကြရတဲ့အခါမှာမြတ်စွာဘုရားကတရားဓမ္မရဲ့စွန့်ရည်တတ္တိကိုပြတဲ့အနေနဲ့တကောဗျာတိဟာပြတကယ်အကျင့်သီလပြည့်ပြည့်ဝဝမရှိကြတဲ့အညဒိဋ္ဌိယတွေမှာကြတော့သူတို့ရဲ့ဓမ္မအစွမ်းရည်တတ္တိဆိုတာဘာတစ်ခုမှမရှိအဲ့ဒီဘာတစ်ခုမှမရှိတဲ့ပုဂ္ဂိုလ်တွေဟာတရားရဲ့အစွမ်းရည်တတ္တိကိုမပြနိုင်တာမပြနိုင်တဲ့အတွက်ကြောင့်လောကကြီးမှာအရှက်ရခဲ့ကြတယ်ပေါ့နော်အဲ့ဒီလိုအရှက်ရတဲ့အခါမှာတကယ်ကတော့တရားဓမ္မရဲ့အစွမ်းရည်တတ္တိမရှိလို့တကူအစွမ်းမရှိတာကိုမိမိကိုယ်တိုင်မှန်ကန်တဲ့လမ်းကြောင်းနဲ့တကူရှိအောင်သာကြိုးစားအားထုတ်တင်တာပေါ့အဲ့ဒီလိုမဟုတ်ဘဲနဲ့ကြိုးစားအားမထုတ်ဘဲနဲ့ဖြတ်လန်းကနေပြီးတော့မိမိရဲ့တာလွန်တဲ့ပုဂ္ဂိုလ်ကိုဒီအပုတ်ချတဲ့အလုပ်ဆိုတာတော့အလုံးကိုအောက်တန်းကြတဲ့အလုပ်ဒီလိုပြောလောကမှာလည်းလောကီစီးပွားလုပ်တယ်ဆိုတဲ့အခါမှာလည်းပဲဒီလိုနိဟိနကမ္မအောက်တန်းကြတဲ့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေရှိတာပဲနော်စီးပွားရေးပြိုင်ဆိုင်တဲ့အခါမှာနော်သူ့ရဲ့သူကောင်းအောင်ကြိုးစားရမယ့်အစားဘာလုပ်လဲတခါတော့ကကြားဘူးလိုက်တယ်နာမည်ကြီးတဲ့မုံထုတ်လုပ်ငန်းတစ်ခုမြို့တစ်မြို့ကိုလာရောက်ပြီးတော့ရှင်ပြိုင်တဲ့အခါထိုးဖောက်ဖို့ကုန်ပစ္စည်းတစ်ခုထိုးဖောက်ရှင်ပြိုင်မှုလုပ်တဲ့အခါမှာမိမိရဲ့ပစ္စည်းကို quality ကောင်းအောင်မကြိုးစားဘဲနဲ့မလုပ်လဲအဲ့ဒီမုံတွေကိုသိမ်းကျုံဝယ်ထားပြီးတော့လောင်ထားလိုက်တယ်မှုတက်ပြီးပုတ်ပြီးဆိုတော့မှထုတ်ရောင်းရင်နာမည်ပြက်အောင်လုပ်တာနော်ဒါတကယ်ရဲ့ true story လို့ပြောတာကြားဖို့တယ်ပေါ့အဲ့ဒါမျိုးကိုဆိုလိုတာနိဟိနကမ္မအောက်တန်းကြတဲ့နည်းနဲ့ရှင်းပြနေတာလေတစ်ဖက်သားနာမည်ပြက်သွားအောင်တစ်ဖက်ကပစ္စည်းကိုဝယ်ယူတူလောင်ထားပြီးတော့မကောင်းတော့ဘူးဆိုမှဈေးကွက်ထဲကိုချပြီးရောင်းလိုက်တယ်ရလိုက်တဲ့အခါကျတော့ဒီဈေးကွက်မှာနာမည်ပြက်သွားတယ်ဒီဟာမကောင်းဘူးနဲ့လူတွေကြားထဲမှာဖြစ်သွားအဲ့ဒါမျိုးကိုနိဟိနကမ္မလို့ခေါ်တယ်အောက်တန်းကြတဲ့အလုပ်တစ်ခုပဲရှင်ပြိုင်နေဆိုတာရှင်ပြိုင်ရမယ်အကောင်းကိုရှင်ပြိုင်တဲ့နေပေါ့တိုးတက်ကြီးပွားမှုအတွက်ရှင်ပြိုင်ရတခါတော့မှလည်းနိုင်ငံခြားတိုင်းပြည်တစ်ခုမှာစကိတ်စည်းဝဲရှင်ပြိုင်တာတစ်ခုရှိချန်ပီယံအမျိုးသမီးတစ်ယောက်ကသူ့ချန်ပီယံကိုလာပြီးဒီနှစ်အသက်ရှင်ပြိုင်မဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ခြေသားလာတဲ့အခါကျတော့မလုပ်ဘူးမိမိရဲ့စွမ်းရည်တတ္တိတိုးမြင့်အောင်မလုပ်ဖဲနဲ့မလုပ်တော့ဆိုလူမိုက်ငါပတ်စံပေးပြီးတော့သူနဲ့ရှင်ပြိုင်မဲ့ချန်ပီယံဘွဲကိုလူမဲ့အမျိုးသမီးကိုချောင်းပြီးတော့ခြေတော်ကျိုးအောင်ရိုက်ခိုင်းတယ်ဆိုတာဒါလည်းသတင်းစာတွေထဲမှာပါခဲ့ဘူးတယ်ဒီဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေကြားဖို့ပါလိမ့်မယ်အခုလောလောဆယ်ဖြစ်တာတော့မဟုတ်ဘူး10နှစ်တာကာလနီးလောက်တော့ရှိတယ်ဆိုလိုတာကရှင်ပြိုင်ပြီဆိုလို့ရှိရင်ကောင်းအောင်ငါရှင်ပြိုင်ရတစ်ဖက်သားကိုဒုက္ခပေးပြီးတော့ရှင်ပြိုင်တာမှန်သမျှဒါနိဟိနကမ္မလို့ခေါ်တယ်အောက်တန်းကြတဲ့လုပ်တယ်လုပ်ကြလောကကြီးမှာအဲ့လိုအောက်တန်းကြတဲ့အလုပ်တွေဟာအများကြီးပဲရှိကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာလည်းပဲအောက်တန်းကြအောင်လုပ်ကြတယ်ကောင်းအောင်ရှင်ပြိုင်မှုသာလည်းလုပ်တဲ့နဲ့လူလောကကြီးတိုးတက်လာကောင်းတဲ့ဘက်ကသာရှင်ပြိုင်တဲ့မကောင်းတဲ့ဘက်ကနေတစ်ဖက်သားကိုဒီဒုက္ခရောက်လုပ်ပြီးတော့ကြော်တက်တာမျိုးဆိုလိုတာကတော့ခုခေတ်ပြောရလို့နင်းတက်တာမျိုးတော့မလုပ်သင့်ဘူးပေါ့နော်တစ်ဖက်သားကိုနင်းပြီးတော့မှကိုကအထက်ရောက်တက်တာမျိုးကမလုပ်သင့်ဘူးတဲ့အခုလေးပဲကြည့်မြတ်စွာဘုရားကိုအပုတ်ချပြီးတော့ဒီဘာသာတရားလူကျင်မှုညိုမှုများတဲ့ဘုရားရဲ့အဆုံးအမတရားတွေပေါ့လူတွေထင်မြင်လွဲလာအောင်ဒီလိုလုပ်တာအဲ့တော့မြတ်စွာဘုရားကရှင်းရှင်းလေးပဲပြန်ပြီးတော့မိန့်ကြားတာနိဟိနကမ္မမနုဿာပရထအောက်တန်းချတဲ့အလုပ်ကိုလုပ်တဲ့လူတွေဟာနော်နောင်ဘဝမှာလည်းအောက်တန်းချကြမှာပဲဘယ်တော့မှအထက်တန်းရောက်မလာဘူးလောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီလိုတတိပေးဆုံးမစကားဟာလောကသားတွေအတွက်အကောင်းဆုံးသောကြိုးပမ်းချက်တစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့တတိပေးဆုံးမမှုကိုမှတ်သားကြရတဲ့ပုဂ္ဂိုလ်တွေဟာ
မိမိတို့ရဲ့မှားယွင်းနေမှုတွေဖယ်ရှားပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကသာရှင်ပြိုင်တဲ့နဲ့မဟုတ်တာမလုပ်သင့်ဘူးဆိုတာတတိပေးဆုံးမခြင်းပဲဖြစ်တယ်ဒီနေရာမှာငါ့ကိုမတော်မတရားဆွဆွဲကြတယ်လို့ဆိုပြီးတော့တုံ့ပြန်ပြီးပြစ်တင်တာတခုမှမလုပ်ဘူးမြတ်စွာဘုရားနော်ဒါကြောင့်မလို့ဘုရားဟာတကောတော်အနန္တလို့ဒီစွန့်ရည်တတ္တိတွေရှိတော်လေအရာခတ်သိမ်းကိုတကောနဲ့ဖြည့်ရှင်းတာမဟုတ်ဘူးလောကသဘာဝအတိုင်းအဆုံးမနဲ့သာဖြည့်ရှင်းတာဖြစ်တယ်အနုတတတိပါတိဟာရိယလို့ဆိုတဲ့အတိုင်းဆုံးမစကားမိန့်ကြားပြီးတော့ဒါမြတ်စွာဘုရားဖြည့်ရှင်းလို့ရှိဒါဟာအလွန်မှတ်သားစရာကောင်းတယ်မိမိတို့အတွက်လည်းပဲအားတက်စရာတစ်ခုဖြစ်ရုံများမှာကမှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်ရှောက်လန်းဖို့အတွက်လမ်းညွှန်ချက်တစ်ခုလည်းဖြစ်တယ်ပေါ့လူတိုင်းဟာလောကမှာနေလို့ရှိရင်တုံ့ပြန်မှုတွေအမျိုးမျိုးခံကြရမှာပဲပေါ့အဲ့ဒါလို့ခံလို့ရှိရင်ဘုရားရဲ့အဆုံးအမတိုင်းတို့တွေဟာဗုဒ္ဓမြတ်စွာရဲ့တတိတာဝကတွေဖြစ်သည့်အတွက်ကြောင့်ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတာလဲဒီဒေသနာတော်အရသိရှိနားလည်ကြပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားရဲ့ဘဝမှာအခုလိုလောကသားတွေအတွက်ကြိုးပမ်းရင်းဆွဆွဲခံရမှုတွေလှုပ်ကြံခံရမှုတွေတပ်ပြတ်ခံရမှုတွေဒါမျိုးတွေကြုံလာကြည့်ပဲနောက်တစ်ခါမြတ်စွာဘုရားအားလုံးကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဒီသုံးတရီနဲ့ပတ်သက်တဲ့သုတ်တံမှာပဲမြတ်စွာဘုရားဟောထားတာရှိတယ်လောကလူသားတွေရဲ့အခြေအနေရရက်ကိုသုံးသပ်ပြီးတော့သိခံဖို့ဆုံးမတဲ့စကားမျိုးပဲတုဒန္တိဝါစာယဇနာအတညတာလောကလူတွေဆိုတာဒီစောင့်စည်းမှုအလွန်အားနည်းကြတယ်ပါးစပ်ကလည်းပြောချင်ရပြောတယ်လက်ကလည်းလှုပ်ချင်ရလှုပ်တယ်စောင့်စည်းမှုမရှိဘူးဒါလှုပ်တဲ့နဲ့ဒါမလှုပ်တဲ့ဘူးဒါပြောတဲ့နဲ့ဒါမပြောတဲ့ဘူးလို့တတိတမစင်ညာနဲ့စောင့်စည်းတာအမှန်တမ်းနည်းတယ်ဒါကြောင့်ဘုရားဆောရကနော်တုဒန္တိဝါစာယဇနာအတညတာနှုတ်ကိုစောင့်စည်းခြင်းမရှိကိုယ်ကိုစောင့်စည်းခြင်းမရှိကြတဲ့ဇနာလူညံ့နေဟာဝါစာယနှုတ်ဖြင့်တုဒန္တိတစ်ဖက်သားဒုက္ခရောက်အောင်ပြောရကြတယ်ဟုတ်တယ်စီဝါရေးဆိုလဲစီဝါရေးလူမှုရေးဆိုလဲလူမှုရေးပဲအတော်အသင့်ကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတဲ့ထဲမရောက်အောင်gossip လို့ခေါ်တယ်ဒီအတင်းအဖျင်ပြောတဲ့ဝါသနာကလူတွေမှာတော်တော်များတယ်ပေါ့နော်တော်တော်များတယ်တချို့များထမင်းကျွေးပြီးတောင်မှပဲဒီနားထောင်မဲ့လူကိုထမင်းကျွေးပြီးတော့တောင်မှအတင်းပြောတယ်လို့ကြားမှုတယ်အတင်းကျွေးတယ်အဲ့ဒါလို့လောကမှာစောင့်စည်းမှုမရှိတဲ့လူညံ့နေဟာတဲ့နှုတ်နဲ့တစ်ဖက်သားကိုထိုးနှိမ့်ကြတယ်ထိုးနှိမ့်တယ်ဟုတ်မဟုတ်ကိုယ့်အလုံးမဟုတ်ဘူးနှလုံးသွင်းရမှာဘယ်သူတွေပါလို့နေကိုယ့်အလုံးမဟုတ်ဘူးသူ့ကိုသွားပြီးတော့ပုတ်ချเสียမလို့သူ့လို့ရင်သူပဲခံရမှာကိုယ့်အလုံးမဟုတ်သို့တော့လောကသားတွေကနေနိုင်လားလို့ဆိုမနေနိုင်ဘူးတူလာလုတ်ပြီလေကြားပြီလားဆိုတာလေးကစကြားပြီလားဆိုတာလေးကစနောက်တစ်ခါတော့ဂျာနယ်တဲ့တောင်မှပဲဒီအသုံးလေးကိုခဏသုံးတာတွေ့တယ်ဒါလောကသားတွေရဲ့အသုံးတစ်ခုပဲလာမပြောဘဲနဲ့ဘာဖတ်ပြီးသားဆိုတာပြောတယ်နော်လူတွေရဲ့အကျင့်ကိုကသတင်းလေးထူလာလို့ရှိရင်ပြောချင်တာဟုတ်တယ်မဟုတ်တယ်မသိဘူးပြောချင်အဲ့ဒါကိုဆိုတာအတညတာစောင့်စည်းမှုမရှိတဲ့ဇနာလူတွေဟာဝါစာယနှုတ်ဖြင့်တုဒန္တိထိုးနှက်ကြတယ်ဟိုလူထိုးနှက်ဒီလူထိုးနှက်မကောင်းတဲ့ဆိုပို့အရင်ပြောတာမကောင်းတဲ့ဆိုပို့ပြီးတော့ညံ့ကြီးပြောတတ်တယ်အဲ့ဒီမှာဥပမာလေးနဲ့မြတ်စွာဘုရားဟောထားတယ်တရိဟိသင်္ကမကတံဝကုံစရံရှေ့တန်းစမျက်နှာမှာတိုက်ပွဲဝင်တဲ့ဆင်မြောင်ကြီးကိုမြားနဲ့ဝိုင်းပြီးတော့ပြစ်ကြတယ်လို့ပဲဒါကရှေးခေတ်ကစစ်တက်တဲ့အခါမှာဆင်နဲ့တိုက်တာဆင်ဟာတကယ်ရှေ့တန်းစမျက်နှာမှာရှေ့ဆုံးကတက်ရလားဆိုတော့အဲ့ဒီဆင်ဟာရန်သူတွေရဲ့မြားတံအထီဆုံးပဲဒီလိုဆိုမှာပေါ့တရိဟိသင်္ကမကတံဝကုံစရံသင်္ကမကတံစစ်ပွဲသို့ရောက်သွားတဲ့ကုံစရံဆင်မြောင်ကြီးကိုတရိဟိမြားတို့ဖြင့်တုဒန္တိဝိယဝိုင်းဝန်းပြစ်ခတ်ကြတဲ့ကဲ့သို့
ဒီလိုပဲဝိုင်းပြီးတော့ပြစ်ခတ်ကြသလိုနှုတ်နဲ့ထိုးနှက်ကြတယ်သုတ်တဝါနဝါကြံဖရုတံဥဒိရိတံအဓိဝါတယေဘိက္ခုအဒုဋ္ဌခိနောအဒုဋ္ဌစိတ်တော်ဒါတတိပေးစကားအနေနဲ့ပြောတာသုတ်တဝါနဝါကြံဖရုတံဥဒိရိတံကြံ့ကြံ့ထန်ထန်ထိုးနဲ့ပြောဆိုလာတဲ့စကားတွေကိုယ့်အပေါ်မှာမလိုမုန်းထားကြမ်းတမ်းစွာထိုးနဲ့ပြောကြားလာတဲ့စကားတွေဆိုလို့ရှိရင်နဲ့စိတ်မဆိုးနဲ့စိတ်မဆိုးပဲနဲ့အဓိဝါတယေထားလိုက်ပါမေ့ထားလိုက်နော်အဓိဝါတယဆိုတာအောင်ဤပြီးတော့နေတာကိုအဓိတုံ့ပြန်ပြီးတော့မလုပ်တော့ဘူးထားလိုက်ဆိုပြီးတော့နေတာအဓိဝါတယမြန်မာလိုတော့သီးခံတယ်လို့ဆိုတာသီးခံတယ်ဆိုတာနေလိုက်တယ်တုံ့ပြန်မှုမလုပ်ဘူးတုံ့ပြန်မှုမလုပ်ဘူးဆိုတာကာယကံနဲ့သာတုံ့ပြန်မှုမလုပ်တာမဟုတ်ဘူးဝစီကံနဲ့လည်းတုံ့ပြန်မှုမလုပ်ဘူးမနောကံနဲ့လည်းတုံ့ပြန်မှုမလုပ်ဘူးဆိုတာကိုထင်ရှားအောင်လို့အဒုဋ္ဌစိတ်တော်ပြင်းမာလို့တဲ့စိတ်လုံးဝမရှိဘဲနဲ့နော်အဓိဝါတိဒီခံပြီးတော့နေရမယ်လို့ဘုရားမြတ်စွာကအခုလိုကြီးမားလာတဲ့ဆွဆွဲမှုပြဿနာကြီးတွေနဲ့ပတ်သက်ပြီးတော့ဒီစကားကိုဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့လို့မိမိတို့တွေမှာမဟုတ်မတရားဆွဆွဲခံလာရတဲ့ခါမှဆိုရင်ဟိုမြတ်စွာဘုရားတော်ဆွဆွဲခံရသေးတာပဲတို့တွေဟာဘာမို့ဆွဆွဲမခံရမှာလဲဆိုပြီးတော့ဒီဘုရားရဲ့စကားတော်လေးတွေရင်ထဲနှလုံးထဲမှာသိမ့်ထားပြီးတော့သိခံဖို့ဒီလိုဆိုလိုတာပေါ့နော်သိခံမှုဟာအမှန်တမ်းသိခံခြင်းဟာတရားမင်းကြီးပြောတယ်လို့နှစ်ဦးလုံးအတွက်ကောင်းတယ်ကိုယ့်အတွက်တင်မဟုတ်ဘူးကိုယ့်အတွက်လည်းကောင်းတယ်သူ့အတွက်လည်းကောင်းတယ်ဘာကြောင့်သူ့အတွက်ကောင်းတယ်လဲလို့ဆိုရင်ကိုယ့်ကိုစော်ကားနေတဲ့ပုဂ္ဂိုလ်ကိုတုံ့ပြန်လိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့သူကဒေါသထွက်လာကိုကတုံ့ပြန်သည့်အတွက်ကြောင့်ဒေါသတွေပို့ထွက်လာမယ်ဒေါသထွက်ရင်သူကပြန်တုံ့ပြန်မယ်တုံ့ပြန်မှုတွေဟာပို့ပြီးတော့ပြင်းထန်လာမယ်ဒီဘက်ကတစ်ချက်ခေါက်ရင်ဟိုဘက်ကနှစ်ချက်ခေါက်မယ်ဟိုဘက်ကနှစ်ချက်ခေါက်ရင်ဒီဘက်ကလေးချက်ခေါက်မယ်ဆိုပြီးတော့တိုးတက်လာမှာပဲဖြစ်တယ်အေးတစ်ဖက်ကလှုပ်တာကိုမတုံ့ပြန်ပဲနဲ့နေလိုက်လို့ရှင်တုံ့ပြန်မှုမရသည့်အတွက်ကြောင့်ဟိုတစ်ဖက်ကတဖြည်းဖြည်းနဲ့ငြိမ်းအေးသွားတာပဲဒီအိဗယ်ကိုဆွလို့တယ်နော်ငြိမ်းအေးသွားတယ်အဲ့ဒါလိုပဲသိခံမှုဆိုတာအင်တမအရေးကြီးတယ်လို့မြတ်စွာဘုရားဒီလိုဟောဒါကတာဝရိန္ဒာနတ်ပြည်ကပြန်ရောက်လာပြီးလူပြည်မှာဒီမြတ်စွာဘုရားရဲ့ကြုံတွေ့ရတဲ့ဆွဆွဲခံရမှုတွေနဲ့ပတ်သက်ပြီးတော့မှတ်သားစရာတွေပေါ့အဲတော့မြတ်စွာဘုရားရဲ့တက်တော်ဟာ40ကျော်လာပြီ42နှစ်ရောက်လို့အခုလိုဆွဆွဲခံရပြီးတဲ့နောက်မှာမြတ်စွာဘုရားသာဝတိမြို့ကနေပြီးတော့ဘယ်ကိုကြွသွားတော့လို့ဆိုတော့ဘက်ခတ်တိုင်းသုတုမာရခိရမြို့ကြွသွားအဲ့ဒီသုတုမာရခိရမြို့မှာပဲမြတ်စွာဘုရားဟာရှစ်ဝါမြောက်ဝါကတ်တော်မူခဲ့တာဖြစ်တယ်ပေါ့ရှစ်ဝါမြောက်သုတုမာရခိရဘက်ခတ်တိုင်းဆိုတာမြတ်စွာဘုရားအဲ့ဒီဘက်ခတ်တိုင်းကြွတဲ့အခါမှာအင်တမမြတ်စွာဘုရားပေါ်မှာတန်ရုံးစဉ်ကြီးမားတဲ့ပုံနာကြီးဇနီးမောင်နှံနဲ့လေတွေ့ကြရနကုလပိတာနကုတမာတာဆိုမြတ်စွာဘုရားကိုမြင်တာနဲ့ပထမဆုံးအချိန်မြင်လိုက်တာနဲ့ဘာပြောတော့ဆိုရင်ငါသားတို့ကိုပြစ်ပြီးတော့ဘယ်သွားနေတာလဲလို့သူတို့စိတ်ထဲမှာလုံးဝသားပဲပျောက်ဆုံးနေတဲ့သားတစ်ယောက်နဲ့ပြန်တွေ့တယ်လို့သူတို့ယူဆပြီးမြတ်စွာဘုရားရဲ့ခြေသလုံးကိုဖက်ပြီးတော့ငိုကြွေးသည့်ထိအောင်သူတို့ရင်ထဲမှာခံစားကြမြတ်စွာဘုရားကပြန်လီမမိန်ကြားတဲ့အခါမှာယဟန်တွေကသို့လောတန်တရားဖြစ်လာတယ်အားလုံးသိထားတာမြတ်စွာဘုရားကသာဝတိမြို့ဒီကောသလတိုင်ကပိလဝတ်မြို့သုတ္တရဏမင်းကြီးနဲ့မေရောမာယာတို့ကမွေးတဲ့သားဆိုတာအားလုံးသိထားအခုဒီနကုလပိတံနကုတမာတာဆိုတဲ့
ပုံသားဇနီးမောင်နှံဖះကိုသူတို့သားပါလို့ပြောတယ်မြတ်စွာဘုရားကလည်းဟုတ်တယ်မဟုတ်ဘူးဘာမှမပြောဘူးငြိမ်းနေတယ်အကြောင်းဘယ်လိုရှိသလဲလို့စဉ်းစားလာတဲ့အခါမှာမြတ်စွာဘုရားကတစ်ချိန်တုန်းကဟုတ်တယ်အတိတ်ဘဝကိုကြည့်မယ်ဆိုရင်ငါဟာသူတို့လက်ထဲမှာကြီးပြင်းခဲ့ရတယ်ဘဝပေါင်းများစွာသူတို့နဲ့သာသမီတော်ခဲ့ရတယ်ဆိုတဲ့အကြောင်းဘဝ900သားတော်ခဲ့ရတယ်ဆိုတဲ့အကြောင်းသူတို့နဲ့နိစ္စတဲ့ဘဝပေါင်းမှာထောင်ကျော်ထိအောင်ရှိခဲ့တယ်ဒါကြောင့်မို့ဘဝကပေးတဲ့အတိတ်ကတန်ရောစင်တဲ့ငါပေါ်မှာသာသမီလို့ခင်မင်းနေစီမယ်ဖြစ်တယ်ဆိုတာယဟန်တွေကသိရှိသွားကြတယ်ပေါ့အဲ့ဒီနကုလမာတာနကုလပိတာတို့ဆိုတာမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးကြတဲ့ပုဂ္ဂိုလ်တွေပဲဘုရားကိုရင်းနှီးနှီးဆက်ဆံတဲ့နေရာမှာတော့သူတို့နှုတ်ကထူးချွန်တဲ့ပုဂ္ဂိုလ်တွေဖြစ်ခဲ့ဘာဖြစ်လို့ယဉ်နှီးတာတုံးဆိုအတိတ်ဘဝတုန်းကသာသမီတော်ခဲ့တာကိုအကြောင်းပြုပြီးတော့ယဉ်နှီးကြတယ်တခြားပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့ဂုဏ်အရှင်ဝါကြောင့်ယဉ်နှီးနှီးပြောဆိုဝတ်တာမဟုတ်ဘူးဂုဏ်အမတန်မှကြီးတယ်မြတ်စွာဘုရားနာကိုမချင်းကပ်ရဲကြဘူးဒီပုံနာဇနီးမောင်နှံအလုံးကိုယဉ်နှီးနှီးမြတ်စွာဘုရားကိုစကားပြောတာကလည်းတရင်တနည်းပြောတယ်သွားရလာရနေတာထိုင်တာအစပြီးတော့သူတို့ဟာတရင်တနည်းဆက်ဆံကြတယ်နောက်ဆုံးသူတို့နှစ်ဦးဟာဘာသာတရားနဲ့ပတ်သက်ပြီးတော့အနာဂတ်အဆင့်အထိရောက်ရှိပြီးတော့သွားကြတယ်ဘက်ကတိုင်းကိုမြတ်စွာဘုရားဟာအချိန်ချင်းကြွခဲ့ဘူးတယ်သို့တော့ဒီတစ်ချိန်ကြွတာကတော့ဘက်ကတိုင်းကိုဘက်ကတိုင်းမှာဝါဆိုဖို့ကြွရောက်လာခြင်းပဲဖြစ်တယ်ပေါ့ဒီဘက်ကတိုင်းအရင်ကြွခဲ့တုန်းကတော့ဒီဘက်ကတိုင်းမှာဘယ်သူနေတယ်လဲဘယ်သူအုပ်စိုးတယ်လဲလို့ဆိုဥတေနမင်းနဲ့ဝါတုလတ္တာမိဖုရားတို့ကမွေးဖွားလာတဲ့ဘောဓိမင်းသားဆိုတာရှိတယ်အဲ့ဒီဘောဓိမင်းသားကိုဘက်ကတိုင်းသုတ္တမန္တခိရမြို့မှာမြို့စားအနေနဲ့ပေးထားပြီးတော့သူကဘက်ကတိုင်းမှာနေထိုင်ခဲ့တာပေါ့နော်အဲ့တော့ဒီတစ်ချိန်မြတ်စွာဘုရားဘက်ကတိုင်းကြွလာဟာအခုလိုရှစ်ဝါမြောက်ကြွတော့ကနဲ့ကြွတာဟုတ်ပုံမရဘူးတက်တန်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်သို့တော့စာပေကျမ်းအနေမှာမှတ်သားထားတာမြတ်စွာဘုရားဘက်ကတိုင်းကြွပြီးတော့ဘေတကလတောထဲမှာသရင်သုံးနေထိုင်တယ်အဲ့ဒီသရင်သုံးနေထိုင်တဲ့အချိန်မှာဘေတကလမြို့မှာမြို့စားဖြစ်တဲ့ဘောဓိမင်းသားဟာအမတန်လှပစမ်းချင်တယ်ခုခေတ်လို့ဆိုရင်ဒီဇိုင်းထူးခြားတဲ့ဒီဇိုင်းနဲ့ဒီဇိုင်းထုတ်ပြီးတော့သူနေဝရစံနှံပြတ်သက်ကြီးကိုဆောက်လုပ်တယ်ကောကနုဒဆိုတဲ့ပြတ်သက်ကြီးကိုဆောက်လုပ်တယ်ဂျာပွင့်ကြီးတရံထည့်ပြီးတော့ကောင်းကင်ကိုပြန်တက်နေတဲ့ပုံစံမျိုးအင်တမလှပစမ်းချင်တဲ့ပြတ်သက်ကြီးကိုဆောက်တယ်ဒါပေမဲ့လို့ဒီမင်းသားဟာအလွန်ရက်စက်တဲ့လူတစ်ယောက်လိုပဲပြောရမှာဒီဒီဇိုင်းထုတ်ပြီးတော့ဒီကောကနုဒပြတ်သက်ကြီးကိုဆောက်လုပ်တဲ့ခုခေတ်စကားနဲ့ပြောရင်အင်ဂျင်နီယာပေါ့နော်ဒီဇိုင်းထုတ်ပြီးတော့ဆောက်ပေးတဲ့ပုဂ္ဂိုလ်နောင်ဒီလိုဟာမျိုးတွေဆောက်မှဆိုလို့မျက်လုံးနှလုံးကိုဖောက်ပစ်တယ်လို့ရဲဆက်ဆက်မျက်လုံးကိုဖောက်ပစ်တယ်လို့ဒီလိုလဲဆိုတယ်နောက်ဇာတ်ထဲမှာဒီလိုအဖြစ်မျိုးကြတော့ဘယင်လှုပ်တဲ့ပုဂ္ဂိုလ်ကအခုလိုတခြားလူတွေရဲ့စံနှံပြတ်သက်တွေမဆောက်ရအောင်လို့ဆိုပြီးတော့တတ်မယ်လို့ကြံစည်နေတဲ့အချိန်မှာဒီပြတ်သက်ကြီးကိုအတော်နဲ့အပြီးမတတ်ဖ ೇನೆ တိတ်တဆိတ်ပြတ်သက်ဆောက်ရင်အတွင်းမှာပဲဆောက်လုပ်တဲ့လက်သမားဆရာအင်ဂျင်နီယာကအထဲထဲမှာငှက်ရုပ်ပုံစံမျိုးလုပ်ပြီးတော့ရန်တရားဆက်တက်ပြီးကောင်းကင်ကထွက်ပြေးတယ်ဆိုတဲ့ကထဝါနာစာလည်းရှိတယ်ပေါ့နော်ဘောဓိမင်းသားကတော့မျက်လုံးကိုဖောက်ထုတ်ပြီးတော့နောက်ဒီလိုပြတ်တတ်မျိုးမဆောက်နိုင်အောင်လုပ်တယ်လို့ဒီလိုလဲဆိုထားတာရှိတယ်ပေါ့ကဲတော့လောကမှာသူများတွေအတူမခိုးနိုင်အောင်လုပ်တဲ့ပညာရှင်တွေကိုတတ်ဖြတ်ပစ်တယ်ဆိုတာလေရှေးခေတ်ကဒါမျိုးတွေရှိနိုင်တာပေါ့ရှိနိုင်တာပဲအဲ့တော့သူစံနှံပြတ်တတ်ကြီးလှလှပပဆောက်လုပ်ပြီးတဲ့အခါမှာမြတ်စွာဘုရားဘက်ကတိုင်ကြွလာတော့ဒီ
အိမ်တက်မင်္ဂလာစံနန်းတော်ဖွင့်ပွဲလှုပ်ချင်တာနဲ့သူနဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တဲ့တင်စိကဗုဒ္ဓဆိုတဲ့လူလင်ဘုရားကျောင်းတော်ကိုဆက်လွတ်ပြီးတော့ပင့်ခိုင်းတယ်မောရိမင်းသားကအရှင်ဘုရားရဲ့ခြေတော်ဆုံးကြရုံကိုရှိခိုးလိုက်ပါတယ်ရှင်ဘုရားရဲ့ကျမ်းမာရေးကိုလည်းပဲမေးမြန်းလိုက်ပါတယ်အခုသူနေဖို့စံနှန်းပြတ်သက်ဆောက်လုပ်တာစံနှန်းပြတ်သက်အတိတ်ကြီးပြီးနေပါပြီဘယ်သူတဦးတယောက်မှလူသားတွေကမနေဘူးသေးပါဘူးအဲ့ဒီစံနှန်းပြတ်သက်ကြီးပေါ်မှာမင်္ဂလာဖြစ်စိန်တော်မှာအရှင်ဘုရားအမှုရှိတဲ့တန်ခါတော်တွေလက်ဖြင့်ကကြွရောက်တော်မူပါလို့ဒီလိုလာပြီးတော့ရှောက်တယ်မြတ်စွာဘုရားလက်ခံလိုက်တယ်လက်ခံလိုက်တာနဲ့ဆိုပါစို့နောက်ရက်နဲ့မိုးတော့လင်းရောက်တဲ့အခါလာပင့်မြတ်စွာဘုရားနဲ့တန်ခါတွေကြွသွားစံနှန်းပြတ်သက်ခေဝရောက်တဲ့အခါကျတော့ဗောဓိမင်းသားကိုယ်တိုင်ဆင်းပြီးတော့ထွက်ကြိုတယ်သူဘာတွေလှုပ်ထားတော့ဆိုစံနှန်းပြတ်သက်လေကားရင်ကနေစပြီးတော့အပေါ်ကိုပိတ်ဖြူကြီးခင်းထားပြီးတော့အခုခေတ်ကတော့ကော်စောင်းတီကြီးခင်းကြိုတာခုခေတ်ကလူတွေကအနီကြိုက်တယ်ဘောရီမင်းသားအဖြူကြိုက်တယ်နဲ့တူတယ်ပိတ်ဖြူခင်းထားတာသူကပိတ်ဖြူခင်းပြီးတော့ဂိတ်ဝါကနေမြတ်စွာဘုရားကိုကြိုးဆိုပြီးရှေ့ဆောင်ပင့်လာအဲ့ဒီပိတ်ဖြူခင်းထားတဲ့လေကားရင်ရောက်တဲ့အခါကျတော့သူကဘုရားကိုလက်ဦးလေးချီချီလျှောက်တယ်ရှင်ဘုရားဒီဘောကနင်းပြီးကြွတော်မူပါလို့လျှောက်တော့မြတ်စွာဘုရားကမကြွဘူးတဲ့မကြွဘူးဒီတိုင်းပဲရက်နေဒုတိယအကြိမ်ထပ်လျှောက်တယ်တတိယအကြိမ်ထပ်လျှောက်တယ်မြတ်စွာဘုရားကမကြွဘူးမကြွဘဲနဲ့တတိယအကြိမ်ကြွတော်မူပါလို့လျှောက်တဲ့အခါကျတော့ရှင်အနန္ဒာကိုလှမ်းကြည့်တယ်ပေါ့နောက်တော့ကပါလာတဲ့ရှင်အနန္ဒာကိုလှည့်ကြည့်လိုက်တယ်ပေါ့ကြည့်လိုက်တော့ရှင်အနန္ဒာမထေရမြတ်ကမြတ်စွာဘုရားကြည့်လိုက်တဲ့အကြည့်နဲ့ပဲသူကသိတယ်ဒီနေရာမှာလှည့်ကြည့်တယ်လို့ပြောလိုက်ရပေမဲ့လို့မြတ်စွာဘုရားကဘယ်တော့မှဒီစက်ကိုလဲပြီးတော့နောက်လှည့်ကြည့်တာမျိုးမရှိဘူးတဲ့ကြည့်ပြီဆိုရင်ခန္ဓာကိုယ်ကစောင်းပြီးတော့ကြည့်ရဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရဲ့အယိုးတွေဟာခွင်းဆက်တွေလို့ပြောတယ်ခွင်းဆက်တွေဆိုတော့စင်ကြည့်တယ်လို့ပဲကြည့်နိုင်နေတဲ့နောက်ကိုကြည့်လို့ရှိရင်ဒါကိုစာပေကျမ်းကမှာနာဂပါလောကိတလို့ခေါ်တယ်နာဂဆိုတာစင်အပလောကိတနောက်လှည့်ကြည့်တာစင်ကြီးကနောက်လှည့်ကြည့်ရင်ဒီကိုယ်လုံးလှည့်ရစင်ဆိုတဲ့ကောင်မြင်မှုတယ်မို့လားဇက်ကတိုးနေတာလေသူ့ဇက်ကနောက်လှည့်လို့ရတော့မှာမဟုတ်တာကလအုပ်ဆိုတဲ့ကောင်တော့ဇက်ကရှိတယ်သူကတော့လှည့်လို့ရမယ်အဲ့ဒီစင်ဆိုတဲ့တရဝါကတော့ဇက်ကတိုးကြီးနောက်လှည့်လို့မရဘူးနောက်ကြည့်ရင်သူ့ကိုယ်လုံးကြီးပါလှည့်ရမြတ်စွာဘုရားဟာလည်းပဲရှင်အနန္ဒာကနောက်ကနေတယ်ဆိုရင်ရှင်အနန္ဒာကိုကြည့်တယ်ဆိုရင်ခန္ဓာကိုယ်ခတ်ဆောင်းဆောင်းလုပ်ပြီးမှပဲကြည့်လို့ရနော်အဲ့ဒီမှာရှင်အနန္ဒာကသူ့ကိုမြတ်စွာဘုရားကြည့်လိုက်တာနဲ့သိအကင်းပါတယ်မြတ်စွာဘုရားနှုတ်တော်ကထုတ်ပြီးပြောစရာမလိုဘူးကြည့်လိုက်တာနဲ့သိတဲ့အခါကျမြတ်စွာဘုရားဘာဆိုလိုတာလဲဆိုသိတော့တကားတော်မင်းသားဒီပိတ်ဖြူလေးကိုရုပ်လိုက်ပါမြတ်စွာဘုရားဟာနောက်လူနောက်သားတွေပေါ်မှာကရုဏာထားတယ်ဒီပိတ်ဖြူတွေကိုအကုန်လုံးရုပ်လိုက်ပါဖယ်လိုက်ပါမြတ်စွာဘုရားဟာဒီပိတ်ဖြူကိုနင်းမှမဟုတ်ဘူးလို့အဲ့ဒါလို့မိတ်ရှိတဲ့အခါဘောဓိမင်းသားဟာဒီပိတ်ဖြူတွေဖယ်ခိုင်းလိုက်ရပိတ်ဖြူတွေဖယ်လိုက်မှမြတ်စွာဘုရားနန်းတော်ကိုတက်ကြွအဲ့တော့ဒီနေရာမှာစာပေမှာလည်းဒီလောက်ပဲပါတယ်ပေါ့ပါဠိတော်မှာဒီလောက်ပဲမြတ်စွာဘုရားကကျောင်းတော်ရောက်တဲ့အခါရဟန်းတော်တွေကိုဆုံးမတယ်ဥပဒေပြည့်ညတ်တယ်စေလပတိကလို့ခေါ်တယ်ဒီပိတ်ဖြူတွေလူတွေကမင်္ဂလာကိုယူခြင်းလို့ခင်းထားတာကအကြောင်းမဟုတ်ဘူးတခြားရည်ရွယ်ချက်တွေပါလာတတ်တာကိုမြတ်စွာဘုရားကနဘိက္ခွေစေလပတိကအကမိတ္တပဲဟောဒီပိတ်ဖြူကိုမနှင်းရဘူးနင်းရင်ဒုက္ခအမှသင်စေလို့ပိတ်ဖြူခင်းထားတာကိုနင်းမသွားဘူးမြတ်စွာဘုရားသိက္ခာပုံပြင်ဘာဖြစ်လို့ပြညာရတယ်လဲလို့ဆိုလို့ရှိရင်လူတွေကမင်္ဂလာလိုချင်ရုံမကဘူးသူတို့ရဲ့အတွင်းစိတ်ကရှိဘောဓိမင်းသားကဘာရည်ရွယ်ချက်နဲ့ခင်းတာတော့လို့ဆိုတော့သူကသားသမီးမထွန်းကားဘူးမထွန်းကားတော့မြတ်စွာဘုရားကိုတိုက်ရိုက်မမေးဘူးသူသားသမီးထွန်းကားအောင်မလားရအောင်မလားဆိုတာကိုသူသိချင်တဲ့အခါမှာတစ်ဖက်လက်နဲ့ပိတ်ဖြူခင်းတာအကယ်၍သူသားသမီးရမယ်ဆိုရင်မြတ်စွာဘုရားဒီပိတ်ဖြူနင်းပြီးကြွားပါစေဆိုတဲ့ရည်ရွယ်ချက်ရှိတယ်နော်အဲ့ဒါကိုမသိလို့
ဆိုပါတော့နောက်ပိုင်းမှာယဟန္တာပုဂ္ဂိုလ်တွေကမစင်စားမိလို့မသိဘဲနဲ့ကြွသွားရင်ဘယ်လိုလူတွေမှာအကုသိုလ်တွေဖြစ်လာနိုင်တော့ဆိုရင်ယဟန္တာလို့ပြောတယ်ငါဒီလိုနှလုံးသွင်းထားမှငါဒီလိုရည်ရွယ်ထားမှမသိလို့နင်းကြွသွားတယ်ဆိုပြီးတော့နောက်တစ်ချိန်ကျတော့ပြစ်တင်မှုတွေဆွဆွဲမှုတွေဖြစ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကပိတ်ဖြူပေါ်မနှင်းတာသူ့မှာသာသမီရနိုင်တဲ့အရေးချင်းကလည်းမရှိဘူးတဲ့မြတ်စွာဘုရားကကြည့်လိုက်တယ်ဘာဖြစ်လို့မရှိတော့ဆိုတစ်ချိန်တုန်းကသူတို့ဇနီးမောင်နှံဟာသင်္ဘောပြက်ပြီးတော့ပင်လေကျွန်းတစ်ကျွန်းပေါ်မှာရောက်သွားကြအဲ့ဒီချိန်မှာတခြားစားစရာမရှိတော့အဲ့ဒီပင်လေကျွန်းမှာရှိကြတဲ့ငှက်တွေရဲ့ငှက်ဥတွေကိုသူတို့ကအမြဲတမ်းယူပြီးတော့စားကြတယ်နော်အမြဲတမ်းငှက်ဥတွေကိုယူပြီးတော့ပြုတ်စားကြအဲ့ဒါကြောင့်မို့လို့သူတို့သားသမီးမထုံးကားတာတဲ့အခုခေတ်လည်းပဲတဖြည်းဖြည်းသားသမီးတွေနဲလာတာလည်းပဲကျဲဥတွေစားတာများလို့များဖြစ်နေမလားမသိဘူးကျဲဥကိုတတ်လွတ်ထင်ပြီးတော့လူတွေကစားနေကြတာပဲအမျိုးစုံပြောကြတာပဲကျဲဥကတတ်လွတ်တယ်ဆိုတဲ့လူလည်းရှိတာပဲမလွတ်ဘူးဆိုတဲ့လူလည်းရှိတာပဲတချို့ကလည်းလေဥလို့ပြောတယ်လေဥဆိုရင်ဖောက်ကြည့်လိုက်ရင်လေရှူးပဲနဲ့ထွက်သွားအခုတော့အဲ့ဒါလို့လေလည်းမတွေ့ဘူးเนาะအဲ့တော့ဒါကသတိတီးတဲ့နေရာဖြစ်တယ်ပေါ့သတိတီးတဲ့နေရာကျမရဲ့ဝမ်းကကျွတ်လာတဲ့ကဒီထဲမှာသတိဆိုတာမမြင်ရသေးပေမဲ့ပါလာတယ်တဖြည်းဖြည်းမှဒီသတိလေးကကြီးလာတာလူများလိုပဲပထမကလလံဟောတိပထမဒီအဆက်အပြောက်ကလေးကလလရဲ့ကြီးလေးမှာအဲ့ဒါကတက်ရှိတယ်လို့ခေါ်တယ်စေပညာရှင်တွေကြတော့စေပညာရှင်တွေအလိုကြတော့အဲ့ဒီချိန်မှာအသက်မဝင်သေးဘူးလို့ပြောကြတယ်မြတ်စွာဘုရားကတော့ဒီလိုမဟုတ်ဘူးယဟန်တော်တွေမှာပါရာဇိကသိက္ခာကိုပြညတ်ထားတာရှိတယ်ပထမပါရာဇိကတတိယပါရာဇိကအနေနဲ့ပြညတ်ထားတာရှိတယ်ပေါ့အဲ့ဒီပြညတ်ထားတဲ့ထဲမှာသေစီလိုတဲ့စေရနာနဲ့မနုဿဝိက္ခဆိုတဲ့လူသားတစ်ယောက်ကိုမတတ်ရဘူးတတ်ပြီဆိုရင်ထိုယဟန်ဟာယဟန်ဖြစ်ကိုစွန့်လို့ရမယ်ဆိုတဲ့ပါရာဇိကတတိယပါရာဇိကသိက္ခာကိုပြညတ်ထားတာရှိအဲ့ဒီပြညတ်ချက်မှာမနုဿဝိက္ခဆိုတာဘယ်ချိန်ကစတတ်မှတ်တုံးဆိုလို့ရှိရင်ပထမဝိညာဏံပတုဗုဒ္ဓံဆိုတဲ့ကလလရေကြီးထဲမှာတရေစိတ်လေးစဖြစ်တဲ့ချိန်ကစပြီးတော့ဒါလူလို့တတ်မှတ်တယ်ပေါ့ဒါကြောင့်မို့ယဟန်တော်တွေကအဲ့ဒီချိန်ကနေစပြီးတတ်ခွင့်မရှိဘူးတတ်မဲ့ဆိုရင်ပါရာဇိကကြာမှာပဲဟိုကြာစီပေးတာကအစပါရာဇိကတွေမှာတက်ဝင်လူကောင်ကြီးပေါ်လာမှလူတတ်မှုမဟုတ်ဘူးအဲ့ဒီချိန်ကနေစပြီးလူတတ်မှုလို့သတ်မှတ်တယ်အခုခေတ်တချို့ဆရာဝန်တွေပြောတာကြတော့ဘယ်လိုလုပ်ဆိုအဲ့ဒီချိန်မှာအသက်မရှိသေးဘူးခုနကကြက်ဥအသက်မရှိသေးသလိုဖြစ်လိမ့်မယ်ဒီမှာလေအကောင်မမြင်ရသေးရင်အသက်မရှိသေးဘူးလို့ယူဆသလားတော့မသိဘူးအသက်ဆိုစီမှာဇီဝိရုပ်ဇီဝိတာနဲ့နာမ်ဇီဝိတာကိုခေါ်တာပုတ်မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တာအသက်ပဲစကားပြောတာလှုပ်တာရှားတာကြမှာအသက်ရှိတယ်လို့ပြောရမှာမဟုတ်ဘူးဒီအရာဝတ္ထုတစ်ခုဟာသက်ရှိခန္ဓာကိုယ်မှာရှိတဲ့ရုပ်တွေပုတ်သိုးမသွားတာနန္တရားတွေဆက်လက်ဖြစ်ပေါ်နေတာဒီပဲလေဇီဝိတရဲ့စောင့်ရှောက်မှုပဲအသက်ရှိတယ်လို့ပဲပြောရမယ်ပေါ့အဲ့တော့ဒီသတ်မှတ်ထားခြင်းမတူကြဘူးပေါ့နော်မတူကြသည့်အတွက်ကြောင့်ကျက်ဥတွေစားလို့ရှိရင်တော့သာသမီတိတ်ပြီးတော့ထုံးကားကြမှာမဟုတ်ဘူးနောက်မောဟကြလို့ရှိရင်တော့ဒီလိုလဲဆိုနိုင်တယ်ပေါ့အခုဒီဘောရိမင်းသားတို့ဇနီးမောင်နှံဟာငှက်တိုက်တွေတဲ့ကငှက်ဥတွေကိုယူပြီးတော့အမြဲတမ်းပြုတ်ပြီးတော့စားခဲ့ကြတာအဲ့ဒါကြောင့်လို့သူတို့သာသမီရနိုင်တဲ့နေထားမရှိဘူးတဲ့မရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားကသူတို့ရည်ရွယ်ပြီးတော့ခင်းထားတဲ့ပိတ်ဖြူကိုတက်ပြီးတော့မနှင်းဘူးပိတ်ဖြူကိုမကြွဘူးဒီလိုဆိုလို့သို့တော့ဘောဓိရာဇကုမာရတုတ်ထဲမှာတော့ဒီအချက်တွေမပါဘူးမြတ်စွာဘုရားကပိတ်ဖြူမနှင်းဘူးရှင်အနန္ဒာကပိတ်ဖြူဖယ်လိုက်ပါမြတ်စွာဘုရားဟာနောက်လူနောက်သားတွေပေါ်မှာကရုဏာထားပါတယ်ဒီလောက်လေးပဲပါတယ်နော်အဲ့တော့မြတ်စွာဘုရားဘောဂနုရပြတ်သက်ပေါ်ရောက်တဲ့အခါဝရိမင်းသားကဆုံးမတန်ဃာတွေဆုံးမကပ်ပြီးဘုရားဆုံးမဖုံးပေးပြီးတဲ့အခါမှာဝရိမင်းသားကနေပြီးတော့ဒီမြတ်စွာဘုရားနဲ့ဆွေးနွေးလျှောက်ထားတဲ့စကားတွေရှိတယ်ပေါ့နော်ဆွေးနွေးလျှောက်ထားတဲ့စကားတွေရှိတယ်အဲ့ဒီစကားတွေတော့နည်းနည်းလေးကြဲကြဲဝုန်းဝုန်းဖြစ်နေသည့်အတွက်ကြောင့်နောက်အပိုင်းတစ်ဆက်
3ကျမှဆက်ပြီးတော့ဟောမယ်ပေါ့နော်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းလို့ဘုရားမြတ်စွာဟာလောကသားတွေအတွက်ကြိုးပမ်းအားထုတ်တော်မူခဲ့တာဘယ်လိုပဲကောင်းကျိုးချမ်းသာတွေဆောင်ရွက်လောကသားတွေရဲ့သဘာဝအရမြတ်စွာဘုရားအပေါ်မှာတုံ့ပြန်မှုတွေဟာမျိုးမျိုးရှိကြတယ်ကောင်းတဲ့နည်းနဲ့တုံ့ပြန်တာရှိသလိုမကောင်းတဲ့နည်းနဲ့လည်းတုံ့ပြန်ကြတယ်ဘယ်လိုပဲတုံ့ပြန်မြတ်စွာဘုရားရဲ့မေတ္တာတို့ကရုဏာတို့ဆိုတာဟာရင်းရိုင်လှုပ်ရှားသွားခြင်းမရှိဘဲနဲ့တိမှတ်ခဲ့တဲ့ဥပိ္ပခာတရားရဲ့ထိမ့်သိမ့်မှုအနေနဲ့မြတ်စွာဘုရားလောကသားတွေအတွက်တက်တော်80တိအောင်ကြိုးပမ်းဆောင်ရွက်တော်မူခဲ့တယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့ဘဝအထုပ္ပတ္တိဟာအင်မတန်မှကြီးညိုစရာလေးမြတ်စရာကောင်းတာမို့ဘုရားရဲ့ခုံကြီးတွေကိုအာယုံပြုပြီးဘုရားနုတ္တိဘာဝနာတရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း